ငါဟာမနက်နိုးတာနဲ့ကုသိုလ်ကောင်းမှုတွေကိုပြုပြီးလှုပ်ရှားရှိတာတွေကိုတက်ကြွလုပ်တဲ့သူဖြစ်ပါတယ်။ငါဟာမနက်နိုးတာနဲ့ကုသိုလ်ကောင်းမှုတွေကိုပြုပြီးလှုပ်ရှားရှိတာတွေကိုတက်ကြွလုပ်တဲ့သူဖြစ်ပါတယ်။အစားအသောက်တွေကိုတေချာဂရုတစိုက်အချိန်ပေးပြီးစားတောက်တာကြောင့်ကျန်းမာပြီးအာဟာရပြေဝနေပါတယ်။အစားအသောက်ကိုတေချာအချိန်ပေးပြီးဂရုတစိုက်စားတာကြောင့်ကျန်းမာပြီးအမြဲအာဟာရပြေဝနေပါတယ်။ကိုယ့်အတွက်အကျိုးရှိတဲ့အလုပ်မှန်သမျှကိုချက်ချင်းထားလုပ်တာကြောင့်အမြဲကိုကျေနပ်အားရနေရပါတယ်။ကိုယ့်အတွက်အကျိုးရှိတဲ့အလုပ်မှန်သမျှကိုချက်ချင်းထားလုပ်တာကြောင့်အမြဲကိုကျေနပ်အားရနေရပါတယ်။အကျိုးရှိတာဆိုရင်မလှုပ်ချင်သည်ဖြစ်စေလှုပ်ချင်သည်ဖြစ်စေဘာမှမတွေးဘဲနဲ့အကောင်းဆုံးပြီးမြောက်ဖို့ကိုပဲအာရုံစိုက်တဲ့သူဖြစ်ပါတယ်။အကျိုးရှိတာဆိုရင်လှုပ်ချင်သည်ဖြစ်စေမလှုပ်ချင်သည်ဖြစ်စေဘာမှမတွေးတော့ဘဲနဲ့အကောင်းဆုံးပြီးမြောက်ဖို့ကိုပဲအာရုံစိုက်ပြီးတော့လှုပ်တဲ့သူဖြစ်ပါတယ်။ငါရဲ့အာယုံဆူဆိုင်မှုဟာတိကျပြတ်သားတာကြောင့်ဘယ်အရာကမှငါ့ကိုလမ်းလွဲအောင်မလုပ်နိုင်ပါဘူး။ငါရဲ့အာယုံဆူဆိုင်မှုဟာတိကျပြတ်သားတာကြောင့်ဘယ်အရာကမှငါ့ကိုလမ်းလွဲအောင်မလုပ်နိုင်ပါဘူး။ငါရဲ့စိတ်ဟာကောင်းမွန်ပြီးအကျိုးရှိတဲ့အရာတွေနဲ့သာပျော်တာကြောင့်ငါဟာအမြဲတမ်းစိတ်ချမ်းသာနေရပါတယ်။ငါရဲ့စိတ်ဟာကောင်းမွန်အကျိုးရှိတဲ့အရာတွေနဲ့သာပျော်တာကြောင့်ငါဟာအမြဲတမ်းစိတ်ချမ်းသာနေရပါတယ်။ငါဟာစိတ်ကိုလိုတလိုခိုင်းစေနိုင်သူစိတ်ကိုကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်နိုင်သူအမိန့်ပေးနိုင်သူဖြစ်ပါတယ်။ငါဟာစိတ်ကိုလိုတလိုခိုင်းစေနိုင်တဲ့သူစိတ်ကိုကောင်းမွန်စွာဆောက်ရှောက်နိုင်တဲ့သူအမိန့်ပေးနိုင်သူဖြစ်ပါတယ်။ငါဟာအရေးကြီးတဲ့အလုပ်တွေကိုသာဦးစားပေးပြီးမြောက်အောင်လှုပ်ဆောင်နေသူဖြစ်ပါတယ်။ငါဟာအရေးကြီးတဲ့အလုပ်တွေကိုသာဦးစားပေးပြီးတော့ပြီးမြောက်အောင်လှုပ်ဆောင်တတ်တဲ့သူဖြစ်ပါတယ်။ငါဟာအရေးကြီးတဲ့အလုပ်တွေကိုသာဦးစားပေးပြီးမြောက်အောင်လှုပ်ဆောင်နေသူဖြစ်ပါတယ်။ငါရဲ့စိတ်ဟာအမြဲတည်ငြိမ်အေးချမ်းပြီးလှုပ်ဆောင်ရမယ့်အလုပ်တွေအပေါ်မှာအပြည့်အဝအာရုံစူးစိုက်ပါတယ်။ငါဟာကောင်းမွန်သောပျော်ရွှင်သောအေးချမ်းစေသောအရာတွေကိုသာအမြဲတွေးတောနေသူဖြစ်ပါတယ်။ငါဟာကောင်းမွန်သောပျော်ရွှင်သောအေးချမ်းစေသောအရာတွေကိုသာအမြဲတွေးတောနေသူဖြစ်ပါတယ်။ငါဟာငါရဲ့ကုသိုလ်စိတ်ကျေးဇူးတင်စိတ်အကောင်းမြင်စိတ်တွေနဲ့အမြဲတမ်းလုံခြုံအေးချမ်းနေရပါတယ်။ငါဟာငါရဲ့ကုသိုလ်စိတ်ကျေးဇူးတင်စိတ်အကောင်းမြင်စိတ်တွေနဲ့အမြဲတမ်းလုံခြုံအေးချမ်းနေရပါတယ်။ငါဟာအချိန်ရဲ့တန်ဖိုးကိုတေချာသိတာကြောင့်မိနစ်တိုင်းကိုထိရောက်စွာတန်ဖိုးရှိစွာအသုံးချပါတယ်။ငါဟာအချိန်ရဲ့တန်ဖိုးကိုတေချာသိတာကြောင့်မိနစ်တိုင်းကိုထိရောက်စွာတန်ဖိုးရှိစွာအသုံးချပါတယ်။ငါစီမှာရှင်းလင်းပြတ်သားတဲ့ပန်းတိုင်တွေရှိပြီးနေ့စဉ်ရောက်ရှိဖို့အကောင့်ထဲပေါ်စူးစမ်းဖြစ်ပါတယ်။ငါစီမှာရှင်းလင်းပြတ်သားတဲ့ပန်းတိုင်တွေရှိပြီးနေ့စဉ်ရောက်ရှိဖို့အကောင့်ထဲပေါ်လှုပ်ဆောင်ဖြစ်ပါတယ်။ငါဟာအလုပ်တစ်ခုကိုစဉ်းစားနေုံလေးမလုပ်ပဲချက်ချင်းလက်တွေ့လှုပ်ဆောင်နေသူဖြစ်ပါတယ်။ငါဟာအလုပ်တစ်ခုကိုစဉ်းစားနေုံလေးမလုပ်ပဲနဲ့ချက်ချင်းလက်တွေ့လှုပ်ဆောင်နေသူဖြစ်ပါတယ်။ငါမှာအချိန်ဆွဲတတ်တဲ့အလေးအကျင့်လုံးဝမရှိပါဘူး။အလုပ်ကိုအကောင်းဆုံးနဲ့အမြန်ဆုံးပြီးမြောက်အောင်သာလုပ်ပါတယ်။ငါမှာအချိန်ဆွဲတတ်တဲ့အလေးအကျင့်လုံးဝမရှိပါဘူး။အလုပ်ကိုအကောင်းဆုံးနဲ့အမြန်ဆုံးပြီးမြောက်အောင်သာလုပ်ပါတယ်။ငါရဲ့နေ့စဉ်စ조사လှုပ်ဆောင်မှုတိုင်းဟာငါ့ကိုအောင်မြင်ချမ်းသာဖို့ပုံမနီးစပ်သွားစေပါတယ်။ငါရဲ့နေ့စဉ်စ조사လှုပ်ဆောင်မှုတိုင်းဟာငါ့ကိုအောင်မြင်ချမ်းသာဖို့ပုံမနီးစပ်သွားစေပါတယ်။ငါဟာခက်ခဲတဲ့အလုပ်တွေကိုစိန်ခေါ်မှုတစ်ခုလိုသဘောထားပြီးပျော်ပျော်ရွှင်ရွှင်လေးဖြတ်ကျော်နိုင်သူဖြစ်ပါတယ်။ငါဟာခက်ခဲတဲ့အလုပ်တွေကိုတော့မှစိန်ခေါ်မှုတစ်ခုလိုသဘောထားပြီးပျော်ပျော်ရွှင်ရွှင်လေးကျော်ဖြတ်နိုင်သူဖြစ်ပါတယ်။ငါဟာခက်ခဲတဲ့အလုပ်တွေကိုလည်းစိန်ခေါ်မှုတစ်ခုလိုသဘောထားပြီးပျော်ပျော်ရွှင်ရွှင်လေးဖြတ်ကျော်နိုင်သူဖြစ်ပါတယ်။ငါရဲ့စိတ်နဲ့ခန္ဓာဟာအလုပ်လုပ်ရတာကိုသဘောကျတာကြောင့်ပျော်ရွှင်စွာအလုပ်တွေပြီးမြောက်မှုကိုရရှိနေပါတယ်။ငါရဲ့စိတ်နဲ့ခန္ဓာဟာအလုပ်လုပ်ရတာကိုသဘောကျတာကြောင့်ပျော်ရွှင်စွာအလုပ်တွေပြီးမြောက်မှုကိုရရှိနေပါတယ်။ငါအလုပ်တစ်ခုကိုပြီးမြောက်လိုက်တိုင်းမှာနောက်ထပ်အလုပ်တွေကပိုမိုလွယ်ကူအဆင်ပြေသွားပါတယ်။ငါအလုပ်တစ်ခုကိုပြီးမြောက်လိုက်တိုင်းမှာနောက်ထပ်အလုပ်တွေကပိုမိုလွယ်ကူအဆင်ပြေသွားပါတယ်။ငါအလုပ်တစ်ခုကိုပြီးမြောက်အောင်လုပ်လိုက်တိုင်းငါရဲ့ရှေ့ဆက်လှုပ်ဆောင်နိုင်စွမ်းအရှိန်အဟုန်ဟာပိုပြီးတော့တက်ကြွအားကောင်းလာပါတယ်။ငါအလုပ်တစ်ခုကိုပြီးမြောက်အောင်လုပ်လိုက်တိုင်းမှာင
ငါရဲ့ရှေ့ဆက်လှုပ်ဆောင်နိုင်စွမ်းအရှိန်အဟုန်ဟာပိုပြီးတော့တက်ကြွအားကောင်းလာပါတယ်ငါဟာငါရဲ့စိတ်ငါရဲ့အချိန်နဲ့လှုပ်ဆောင်မှုမှန်သမျှကိုအပြည့်အဝထိန်းချုပ်နိုင်သူဖြစ်ပါတယ်ငါဟာငါရဲ့စိတ်ငါရဲ့အချိန်နဲ့လှုပ်ဆောင်မှုမှန်သမျှကိုအပြည့်အဝထိန်းချုပ်နိုင်သူဖြစ်ပါတယ်ငါရဲ့စီကန်းရှိမှုဒီဇိုင်းမမတ်လှုပ်ဆောင်မှုတွေဟာငါကိုနေ့စဉ်တိုးတက်ကောင်းမွန်မှုတွေရရှိစေပါတယ်ငါရဲ့စီကန်းရှိမှုဒီဇိုင်းမမတ်လှုပ်ဆောင်မှုတွေဟာငါကိုနေ့စဉ်တိုးတက်ကောင်းမွန်မှုတွေရရှိစေပါတယ်ငါဟာပြည်ချင်းကိုကြော်လွန်ပြီးတော့အမြဲတက်ကြွလန်းဆန်းနေသူဖြစ်ပါတယ်ငါဟာပြည်ချင်းကိုကြော်လွှားပြီးတော့အမြဲတမ်းတက်ကြွလန်းဆန်းနေသူဖြစ်ပါတယ်ငါရဲ့အလုပ်လုပ်နိုင်စွမ်းအလုပ်ကိုစီမံနိုင်စွမ်းတွေဟာနေ့စဉ်နဲ့အမျှပိုမိုမြင့်မားလာပါတယ်ငါရဲ့အလုပ်လုပ်နိုင်စွမ်းအလုပ်ကိုစီမံနိုင်စွမ်းတွေဟာနေ့စဉ်နဲ့အမျှပိုမြင့်မားလာပါတယ်ငါဟာအလုပ်လုပ်ချိန်မှာအလုပ်ကိုပဲအာရုံစိုက်ပြီးနားနေချိန်မှာလည်းစိတ်လွတ်လပ်စွာဖြင့်အနားယူနိုင်သူဖြစ်ပါတယ်ငါဟာအလုပ်လုပ်ချိန်မှာအလုပ်ကိုပဲအာရုံအပြည့်အဝစိုက်ပြီးနားနေချိန်မှာလည်းစိတ်လွတ်လပ်စွာအနားယူနိုင်သူဖြစ်ပါတယ်ငါဟာအလုပ်တွေကိုစနစ်တကျနဲ့အချိန်အတိုအတွင်းထိရောက်စွာပြီးစီးအောင်လုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်ငါဟာအလုပ်တွေကိုစနစ်တကျနဲ့အချိန်တိုအတွင်းမှာထိရောက်စွာပြီးစီးအောင်လုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်အလုပ်လုပ်နေချိန်မှာငါရဲ့အုံနောက်ဟာငါ့ကိုအကောင်းဆုံးပံ့ပိုးကူညီဆောက်ရှောက်ပေးပါတယ်အလုပ်လုပ်နေချိန်တိုင်းမှာငါရဲ့အုံနောက်ဟာငါ့ကိုအကောင်းဆုံးပံ့ပိုးကူညီဆောက်ရှောက်ပေးပါတယ်အလုပ်လုပ်နေချိန်တိုင်းမှာငါရဲ့အုံနောက်ဟာငါ့ကိုအကောင်းဆုံးပံ့ပိုးကူညီဆောက်ရှောက်ပေးပါတယ်ငါရဲ့ဖန်တီးနိုင်စွမ်းနဲ့ပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းဟာအမြဲတမ်းထိတ်ဆုံးမှာရှိနေပါတယ်ငါရဲ့ဖန်တီးနိုင်စွမ်းနဲ့ပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းဟာအမြဲတမ်းထိတ်ဆုံးမှာရှိနေပါတယ်ငါဟာအလုပ်တစ်ခုပြီးမြောက်တိုင်းပိုဉာဏ်ပညာထက်မြက်လာပြီးအေးချမ်းပျော်ရွှင်နေရပါတယ်ငါဟာအလုပ်တစ်ခုပြီးမြောက်လိုက်တိုင်းမှာပိုဉာဏ်ပညာတွေထက်မြက်လာပြီးပျော်ရွှင်အေးချမ်းမှုကိုခံစားနေရပါတယ်ငါဟာပျော်ရွှင်အေးချမ်းစွာဖြင့်အောင်မြင်မှုချမ်းသာမှုတွေကိုအပူပင်မရှိလွယ်ကူဆွဲဆောင်ရယူနိုင်သူဖြစ်ပါတယ်ငါဟာပျော်ရွှင်အေးချမ်းစွာဖြင့်အောင်မြင်မှုချမ်းသာမှုတွေကိုအပူပင်မရှိလွယ်ကူဆွဲဆောင်ရယူနိုင်သူဖြစ်ပါတယ်ငါနေ့စဉ်ပြီးမြောက်ခြင်းသောအလုပ်အားလုံးကိုလွယ်ကူစွာပြီးမြောက်အောင်လှုပ်ဆောင်နိုင်သူဖြစ်ပါတယ်။ငါဟာငါနေ့စဉ်ပြီးမြောက်ခြင်းတဲ့အလုပ်အားလုံးကိုလွယ်ကူစွာပြီးမြောက်အောင်လှုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။အမြဲတက်ကြွလန်းဆန်းပြီးစူးစမ်းနေတာကြောင့်ကိုပိုတန်ဖိုးထားချစ်ခင်လာပါတယ်။အမြဲတက်ကြွလန်းဆန်းပြီးစူးစမ်းနေတာကြောင့်ကိုပိုတန်ဖိုးထားချစ်ခင်လာပါတယ်။ငါအတွက်အလုပ်တွေလုပ်ရတာဟာအရန်လွယ်ကူပါတယ်ပျော်ရွှင်စိတ်လှုပ်ရှားစရာတွေနဲ့သာပြည့်နေရပါတယ်ငါအတွက်အလုပ်တွေလုပ်နေရတာဟာအရန်လွယ်ကူပါတယ်ပျော်ရွှင်စိတ်လှုပ်ရှားစရာတွေနဲ့သာပြည့်နေပါတယ်ငါစူးစမ်းမှုတိုင်းဟာငါအတွက်ငါချစ်ရတဲ့သူတွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့အကူအညီထောက်ပံ့ဖြစ်ပါတယ်ငါစူးစမ်းမှုတိုင်းဟာငါအတွက်ငါချစ်ရတဲ့သူတွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့အကူအညီထောက်ပံ့ဖြစ်ပါတယ်